အခုပေါ့နော်line မှာတွေ့နေရတာဘာဖြစ်လဲဆိုလို့ရှိရင် GED နဲ့ဒီ grade 12ပေါ့နော်သူတို့နည်းနည်းလေးတွေ fighting ဖြစ်နေကြတယ် beef လေးဖြစ်နေကြလို့ကြားတယ်အဓိကပေါ့ဒီနာဘာပြောချင်လဲဆိုလို့ရှိရင် GED နဲ့ grade 12ပညာရေးဆိုတာဒါရှင်းစရာမဟုတ်ပါဘူး GED ဆိုတာ GED ရဲ့ line တစ်ခုဖြစ်တယ်လို့ grade 12ဆိုတာ grade 12ရဲ့ line တစ်ခုဖြစ်တယ်GED ရွေးလူစုဒီသူတို့ရဲ့မိဘ background ဒီတက်နိုင်တဲ့ background ထဲမှာပါလာမယ်ပြောရလို့ရှိရင်သူတို့ဒီနိုင်ငံသားကိုအမြန်ဆုံးနည်းနဲ့ထွက်ချင်တယ်လို့ပါတယ်ပြောရလို့ရှိရင် grade 12ပညာရေးကိုမကြိုက်တဲ့လူတွေလူတစုပေါ့နော်ဒီ GED ကိုရွေးရဆို grade 12ပညာရေးကိုရွေးရလူတွေကဘယ်လိုလဲဆိုလို့ရှိရင်သူတို့ long term ကိုသွားချင်တယ်ပြီးတော့သူတို့အရန်နိုင်ငံခြားထွက်ဖို့လည်းအရန်အားချင်းမလိုတဲ့လူတွေက grade 12ကိုရွေးတယ်ပြောရလို့ရှိရင်အရန်မိဘအနေနဲ့ background ကလည်း maybe မတက်နိုင်တာလေးဖြစ်နိုင်မယ်ဒါမှမဟုတ် expand course တွေအရန်မများချင်တာလေးဖြစ်တယ်ဒီ grade 12ကိုကျွေးရပေါ့နော်အဓိကသူတို့နှစ်ခုမှာကွဲကြတာဘာကွဲကြလဲဆိုလို့ရှိရင်ဒီ long term လို့နော်အချိန်ကြာ migrate ဆိုတော့ GED ကအချိန်တိုမယ်အဲ့ဒါကိုပေါ့နော်အခုတွေ့နေရတဲ့ beef တွေမှာဘာဖြစ်လဲဆိုတော့မင်းတို့ GED ကပညာအရေးချင်းမပြေဝဘူးလို့ဟိုဘက်ကလည်းပြောတယ်မင်းတို့ grade 12ကလည်းဘာမှမကောင်းဘူးလို့ဆိုတော့အခုဒါကို bias မလိုက်ဖ ೇನೆ both ကိုပြန်ပြီးပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော်grade 12တမားတွေကဒီ GED ရဲ့ subject 4 subject က2 subject ကိုဖြေလို့ရှိရင်တော့200ကရနိုင်ချေအများဆုံးရှိတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီ maths ဆို science ဆိုတာသူတို့ပြောသလိုပဲ grade 12လောက်မမြင့်ဘူး maybe grade 9လောက်ပဲရှိမယ်အဲ့လိုမျိုးဆိုတော့သူတို့ဘက်ကတေချာပေါက်ပေါ့နော်ဒါ grade 12တွေကဒီ GED ကဒီ science နဲ့ဒီ maths နဲ့ကိုဖြေလို့ရှိရင်သူတို့ရနိုင်မယ်ဒါပေမဲ့ GED ရဲ့ challenge နှစ်ပါးသာဖြစ်တယ်အခက်ခဲလို့တော်တော်များများပြောကြတယ် LIE နဲ့ social studies ဆိုတာရှိသေးရပေါ့နော် LIE မှာဆိုလို့ရှိရင်တော့ဒါကအကုန်လုံးသိနေတဲ့ဒီမြန်မာစာလိုမျိုးပဲပေါ့နော်သူတို့ grade 12လောက်ပြောမယ်ဆိုမြန်မာစာလိုမျိုးပဲ English literature ပေါ့နော်reason နဲ့သူတို့ပါညာတော့ဒါတော့သူ့ရဲ့အရှိကပေါ့အဓိကပြောရမယ်ဆိုလို့ရှိရင်တော့ literature English စာကိုဘယ်လောက်ထိနားလဲဘယ်လောက်ထိဖတ်နိုင်လဲဆိုတဲ့ဟာရှိရအဲ့မှာ Burmese school ကလူတွေကဘယ်လိုဖြစ်သွားမလဲဆိုကိုရီးယားတင်လာတာမြန်မာလိုပဲတင်လာတာမျိုးအဲ့လိုမျိုးဆိုတော့ English လိုကပါတယ်ဒါပေမဲ့တလုံးချင်းစီတော့လိုက်ပြီးဘာသာပြန်ပေးလို့မရဘူးကျမတို့မြန်မာစာမှာဆိုလို့ရှိရင်ရှိရပေါ့နော်ဒီလုံးကိုတိတ်ချတွေဘာသာပြန်ပေးတဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးဘာသာပြန်လို့မရဘာလို့လဲဆိုတော့ GED ရဲ့ questions တွေကအ time နဲ့ဖြစ်တယ်အချိန်နဲ့ဖြစ်တယ်ပြီးတော့အရန်မြန်တဲ့အတွက်ကိုကဒီ scamming မှာအရန် scamming ပဲလုပ်လို့ရမယ်ပေါ့နော်ဒီ detailing ကသွားပြီးတော့ဖတ်လို့မရတဲ့ထဲမှာပါတယ်အဲ့လိုမျိုးဆိုတော့အဲ့မှာဆိုလို့ရှိရင်တော့ဒီ grade 12မိုင်းနဲ့ဒါဒုက္ခရောက်နိုင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့တကယ်လေသူတို့ဒီတင်လာတဲ့ light တစ်လျှောက်လုံးမှာဒီ subject နှစ်ခုကတစ်ခါမှပါခဲ့ရမျိုးမရှိဘူးအဲ့လိုမျိုးပဲ GED ကလည်းဒီ GED သမားတွေကလည်းပေါ့နော် grade 12ကိုသွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်မှာပြဿနာဖြစ်နိုင်လဲဆိုလို့ရှိရင်သူတို့မှာစာတွေအများကြီးပဲ subject တွေမှာအများကြီးပဲကိုကမြန်မာစာလည်းမကြိုက်ဘူးမြန်မာစာလည်းတိတ်ပြီးတော့ဟိုလိုမျိုးမြန်မာရဲ့ဘက်ကိုလုံးဝမကြိုက်ဘူးပေါ့နော်မြန်မာ education ဘက်ကိုလုံးဝမကြိုက်ဘူးဆိုလို့ရှိရင်GED ကပို့ပြီးအသင့်တော်တယ်ပေါ့နော်ဒီလိုမျိုး beef တွေဖြစ်စရာအကြောင်းမရှိဘူး